တော့ Aquarium Park ထဲကိုရောက်လာပြီဒါကတော့ Time City မှာရှိတဲ့ Aquarium Park ပေါ့နော်အဲ့ဒါမှတော့အခု pick up ဝယ်ရတယ် pick up ဝယ်တော့ဒီက weekend နဲ့weekday နဲ့ weekend ခွဲထားတယ်ဒါကလူကြီးကဒါတော့ကလေးအတွက်သူက80 cm နဲ့140 dress နဲ့ဒီ brush ကြမယ်80 cm အောက်ဆိုရင်တော့ free ပေါ့နော်ဒီကျွန်တော် pick up မှာဒီဆောင်ဝင်လိုက်ပြီးဒီကတော့ကိုကျွန်တော်တောင်းပေါ့နော် VN ရှစ်သိန်းရှစ်တောင်းကြတယ်အခု okay ကျွန်တော်စပြီးတော့ဒီဝင်တော့မှာဖြစ်ပါတယ် Let's go Yeah go 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 တော့ရှာရှာလေးစပြီးဘယ်မှာဝင်လဲကျွန်တော်ဒီလောက်ပေါ့နော်အရှိမရေးထားတဲ့အတိုင်းဆိုရင်22ရက်နေ့တော့မှစပြီးတော့12လပိုင်း22ရက်နေ့မှာ VN ရဲ့ကျွန်တော် Time City ဒီ mall မှာရှိတဲ့Aquarium Park တစ်ခုပေါ့နော်အရန်မိုက်တယ်ကျွန်တော်ကတော့ဒါလေးကိုကလေးတွေကိုVN ဟန်နွိုင်းရောက်တော့ဒါလေးကိုပေး join တာဖြစ်ပါတယ်ဝါ lucky fish lucky fish တော့လိုက်ဒါမှမတော့ရကြည့်အဲ့ဟောဘယ်တော့တောင်ကြည့်တယ်နော်လူနဲ့တော့လက်တပြန်တော့ကောက်ဘူးနော်ဒါတော့ဝင်ချင်းအစလေးပဲရှိသေးတယ်နော်ဝင်ချင်းအစလေးပဲရှိသေးတယ်ဒါကျွန်တော်ကြည့်နေတာမိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဘန်ကောက်မှာရှိတဲ့ underwater ထဲမှာဒီ Aquarium Park တစ်ခုရှိရပေါ့နော်သူတို့ဟို shopping center တွေမှာလည်း Aquarium Park တစ်ခုရှိရပုံစံနဲ့တော့အစင်နဲ့အဲ့မဲ့ကျွန်တော်အဆုံးထိကိုကြည့်ကြည့်မယ်အဲ့ဆက်ထူးကြတယ်ဆိုတော့နော်ဒီတော့ဒီပေါ်မှာElaine, say hi.